ကိုပြုံးအတိတ်ကိုပြန်ပြီးတူးဆောင်နေပါနဲ့ရောပြီးခဲ့ရလေပြီးပါစေရော ဟာအဲ့တော့နေမဲပြီးတာလေငါပြီးခဲ့တာမှမဟုတ်တာ ဟမ်ဘသူကပြီးတော့ဘသူကမပြီးရလဲခင်ဗျားတို့ကဘာတွေလဲဟမ် မောင်ရဲ့မရှိပြတဲ့ ဘာမှမရှင်းပြနဲ့ကိုပြုံးအဲ့ကြောင့်မလို့ကိုကျွန်တော်တို့ဒီစရောက်လာတော့ကကိုပြုံးနဲ့မမမျက်စိမျက်နှာပြက်တွေဖြစ်နေတာလက်ဆက်သက်တော့ညစ်ချစ်ဦးတွေမလို့ကို မောင်ဘာလို့ဟုတ်ပါဘူး ဘာမှမပြောနဲ့ဘာမှမကြောက်ကြဘာမှမထူကြဘူးဝါမင်းကဘာလို့ထိုးရလဲရော အားလို့ ဟမ် နုံလို့ ဟမ် ဒူလို့ ဟမ် ဒီမှာမင်းမိမနဲ့ငါနဲ့ရလေ အေး မင်းထင်တယ်လို့ဟုတ်တယ် ဩ မဲမင်းမိမမင်းထင်တယ်လို့မဟုတ်ဘူး ဟာနေရလေရှောက်နေရပဲ မရှုပ်ဘူးမင်းမိမမင်းထင်တယ်လို့မိမမဟုတ်ဘူးယောက်ျားကြီး တဆိုမမယောက်ျားကြီးပေါ့ ဟုတ်တယ် တဆိုမမဘောတဆိုမင်းငါ့ကိုရှေ့ကြရတယ်ဘာလို့မပြောခဲ့ရလဲကွာ ဟိုဒီတိုင်းပဲလို့ပြမယ်ချင်းလို့ပါ GM Beauty Product များကို ရန်ကုန်မြို့လှိုင်တာယာပရောက်ကဏ္ဍအင်ယာမှာရှိတဲ့ GM Beauty House မှာရရှိနိုင်တယ်လို့ အခြားမျိုးနဲ့အသီးသီးတွေမှာလည်းဝယ်ရရှိနိုင်ပါတယ်ခင်ဗျာ အသေးသေးသိရှိလို့ပါက GN Beauty Page တို့ဝင်ရောက်ကြည့်ရှုနိုင်ပါရှင် သမီးနဲ့သားကိုလေအခုလိုတွေမြင်ရတာအမေဖြစ်ဝင်းတာတယ်သားရဲ့ဝင်းတာတယ်ဟိုသားကတော့လေကိုဂယူဆိုင်နော်သားလေး ရပါတယ် နော်သား မေရဲ့ အေးပါ အေး အေး လာ ပါ တော့လေအခုလေတို့ကြည့်လို့မရသေးဘူး ကြည်မရလို့ပဲကြည်မရလို့ပဲကြည်များရလို့ကတော့ဘယ်နှမွာဘူးတွေမွေးမလဲမသိပါဘူး မိမဖြည်းဖြည်းလျှောက်စမ်းပါ ရှင်မလို့ကျမတို့ပဲတကောက်လိုက်နေရလေအဲ့တော့ကျမရှင်ကိုကြည့်လို့မရ ဩမိမကလည်းမင်းကမပေါ့မပါနဲ့ငါနဲ့စိတ်မချလို့လိုက်လာတာဗောလို့ ဘာစိတ်မချစရာရှိလဲပြောဒီမှာတမီးချစ်တောင်ပါနေဟောင်းလည်းဟိုအမနကောင် အိမ်မှာဂိမ်းဆော့နေတယ် အဲ့ကလေးကြောင့်မကြည့်ပဲနဲ့လေဘာလို့မှနောက်ကတကောက် လာပါတူဖြည်းဖြည်းသွားရအောင်နော် မကြည့်အဲ့လေမရဘောယူတော့ကတော့ကြည့်မြောက်ဆိုပြီးတော့လေအခုကျတော့မွေးလေးကလေးတပြုံတကောင် ဟုတ်ပါကြည့်မြရလို့ကတော့ဘောလုံးတင်းစားမြမွေးနေမလားမသိဘူးနော် ဟုတ်ပါလူချင်းတာကြည့်မြရတာနော်သူတို့ချက်အဝန်တက်ရှိတယ်ဆိုသူတို့လင်မြောက်ပြောတာ ဒီဟာမလေးလုံးရှိအားချောင်းနေကြဘာနဲ့တွေ့ဘော ဩမိမရဲ့စိတ်ကိုလျှော့ထားစမ်းပါမင်းကကိုဝင်ရစ်မာနဲ့ အဲ့အကြောင်းလေကျမ ရှင်းကိုကြည့်မရတာအဲ့ဒါပဲပြောမလို့မလားကြည့်မရလို့ပြောရဲ့ပြောကြည့်ကလေးကိုလေတပိုက်ပြစ်တပိုက်ကိုမွေးခိုင်းပြစ်အောင်မနော်တာ နားကုန်ကြပြီဒီစားချင်မကောင်းလေးရမယ်ချက်တော့တူသေးတယ်နားကုန်ကြမယောက်ျားကြီးတော့ယောက်ျားဘယ်ညာလဲ ဟာမိမ တော့ဘာတူလဲ ဟာညီမလေးလေ ဘာကြီးမလေးလေညီမလေးဆိုဒီလိုလူမြင်ခွင့်မအဝါပေးလို့ရလားပြော အဲ့ဒါညညာပေးနေကြမလို့ကြီးတော့ပြန်သေးတော့အပေးချင်နေကြတာ နင်ကြလူပြိုလို့ဆိုအမလေးပဲလူပြိုလို့ရမလားငါတူမရဟဲ့ ညီမလည်းသူ့မိန်းမပဲတရားဝင်လက်ထပ်ပေါင်းသိနေ3လရှိနေပြီ သုံးလောက်စကားလေးလာထည့်ပြောနေတယ်နော်ငါတူမရဖြစ်နေ3နှစ်ရှိပြီဟဲ့ဒါကြောင့်မလို့ဟိုပီဆရာမပြောတာကိုညီဒီနေ့ယာရုတိုးခင်းရှိတယ်တဲ့အခုတော့နင်ကမြင်လို့ငါမရကြီးယာရုအော်တိုတိုးနေပြီမလေးကြည့်ပါအောင်မရငယ်မဝဲမဲ့အင်ကြီးကိုလေငါကိုယ်တိုင်ရွေးပြီးငါကိုယ်တိုင်ပတ်ဆက်ရှင်းပေးလေတဲ့အဖြစ် ထူတူမိမတက်အောင်ပေါင်းရမယ်လေငါကျွေးနိုင်ပါတယ် ကိုကလေးကျွေးရှင် မလည်း နေရဆိုကလေးလာတော့ မပတ်ချလေးနော်မပတ်နဲ့နော်မပတ်ချလေးနော်မပတ်နဲ့နော်မပတ် မရေလေးစွတ်မယ်နော်မလူးမယ်နော်မတက်မယ်နော် ဟဲ့ငါ့လေးရေပက်လို့ရရင်နော်တနခါလေးလူးလို့ရတယ်စိတ်ပါရင်ခေါ်ဆောင်လိုက်ပါခေါ်လို့ရရင်နော်ငါဒီနေ့ဒီကြမှာရင်ဆိုတယ်လို့ပါ မင်းတို့ကကြိုင်စကျင်သေးရဲ့ခုလောလိုက်လေ ပါလေဒီကငါရေလောင်းမလို့လား မလောင်းပါဘူးဘာလို့လောင်းမှာလဲနင့်ကိုလောင်းမယ်ဇာငါရေတောင်နဲ့မျောတယ် မလောင်းနဲ့လေဆိုနေ ဟဲ့ညက်လေရေမလောင်းတဲ့တူပဲအပြစ်မပြောနဲ့နင့်ရုပ်ကိုလည်းတေချာပြန်ကြည့်အောင်ရေလောင်းကျင်စရာကောင်းရလားဆိုတာ ပပါလေးငါမျက်နှာ ဘာမှစိတ်မပူနဲ့ဟောဒီမှာဘယ်လားနေထုတ်ထားတဲ့စုပ်ကြည့်ဖြူဝဲအစီကင်းစီမဲ့မျက်နှာတစ်တွေရှိရလေသူကလေအပန်းရောင်လိမ္မော်ရောင်စိမ်းရောင်ဆိုပြီးတော့၃မျိုးထွက်ထားတယ်အခုနင့်ရဲ့မျက်နှာမဲဆက်တင်နဲ့ညစ်နေရဆိုတော့ Wixi Bright ကိုသုံးပေးနော် သူ့မှာလေဗီတာမင် C ယူစု extra နဲ့ဘမ်ဘူချာကိုတို့ရဲ့အာနိတင်တွေကြောင့်နေ့ရဲ့အသားရည်မကြီးတာတွေအမဲဆက်တွေကိုတိတိတတ်တာရော့ပါလာစေတဲ့အပြင်မျက်နှာကိုလည်းဝင်းပြီးကြည်လာ
စီမှာဟာ အခုငါကကြတော့ဘယ်လာရဲ့ဝိုင်းနုမောကိုသုံးနေရလေ ။ तू ကလေငါတို့လိုအစီပြန်သမားတွေချွေးပေါက်ကျဲသမားတွေအတွက်အရင်အဆင်ပြေတယ်ဟာ။အာဂန်ဝိုင်လန်သေးစီနဲ့ဝစ်ဟာဇယ်တို့ပါတာမလို့အစီကင်းပြီးတော့ချွေးပေါက်ကိုကျင်းစေတယ်ဟာ ဟောဒီအပန်းရောင်ကြောင့်ဆာကူရာကလို့တဲ့ ။ तू ကကြတော့လေ22မိုက်ဆာကူရာ extra နဲ့ X higher level အဓိကပါတာမလို့အသားရည်6တဲ့သူတွေအသားရည်ပြည့်စည်နေတဲ့သူတွေအတွက်ဆိုရင်အသားရည်ကိုပြန်လဲစုပစ္စည်းပြီးတော့ skin barrier ကိုပြန်လဲကောင်းမွန်လာစေတယ် အဲ့ဆိုဒီဘေလာငါသုံးပြီးလာတော့ရင်ရေလောက်ခံရမှာပေါ့နော် ဒါပေါ့ဟာပါသွားပြီ ။အမာရောတရုံမှန်ပေါ်ပြီးအမေရှိမှကြောက်ဘိုင်းကောင်းကြောက်ပြီးမြန်မာမလီလို့နဲ့အခုလေတငယ်ချင်းစီသွားမှာမဟုတ်ဘူး။ညီရစီသွားမှာမလား ဒီအောင်စကားကိုများရဘို့အကျင်ပြီးတော့မလားလာသွားမယ်အလားမျိုးမျိုးစွတ်စွတ် ။ဟမ်ကောင်းမွန်ဘယ်လာမုန်းနေပြန်ရောက်ထားတယ်ဒါလေးပဲယူလိုက်တော့မယ် ဟဲ့နင့်ချီယာကြီးအဲ့ကောင်းမှုပဲလာမှုလို့စားနေတော့ကောင်းလို့လဲ ။ဩကောင်းလားမကောင်းလားသိချင်စားကြည့်ပေါ့ တင်းကောင်းတယ်ဟာ ။ကောင်းမှာဗောမရဟောဒီကောင်းမွန်ဘယ်လာမုန်းရဲ့အထဲထဲမှာပါတဲ့ပဲနစ်ကလေအတက်တော့ပြီးတော့ရင် तू ကတခြားပဲလာမုန်းတွေရဲ့အရသာလေးမျိုးချိုရဲမနေပဲနဲ့လေစားလိုက်တဲ့အခါမှာအရသာလေးကဆန်းဆန်းလေး အဲ့မဒါထုတ်ပလောက်လေ မင်းမနေနဲ့တထုံးမှ900ပဲ ဟဲ့တန်တာပေါ့စားလို့လည်းကောင်း အဲတက်နေဆိုအကုန်ယူလိုက်တော့မယ်နော်အမရေရှိသေးလားကောင်းမွန်ဘယ်လာမုန်းအကုန်ယူမယ်နော် မောင်စောင့်နေကြပြီလား မိမနေငှဲ့မကောင်းကြောင်းနေလိုင်းပေါ်မှာတက်ထားမလား ဟုတ်တယ်လေယောက်ျားရဲ့1 day အောင်ပြည့်တယ် like view တွေမြင်ရတဲ့ချီနေပြီ ချီလို့မရအောင်လေအခုအပြင်မှာယောက်ျားလေဘလို့ကင်းရရှောင်းချနေပြီလဲဆိုတာမင်းသိလားအခုဆိုအစ်လောက်နေကြပြီ အော်ယောက်ျားကလည်းအရင်တော့မိန်းမလေး hint of blow တော့အစ်ညာမလေး blow တော့ရိုက်တာပဲ view 0 like 0အခုယောက်ျားမအောင်တောင်းဒီလိုက်မှလေ view တွေ like ပုံဝင်နဲ့တက်လာတာ ဟာအဲ့လိုလုံးလုံးမရအောင်လေငါသိခါချိရလေနင်းမရိုက်နဲ့ငါမကြိုက်ဘူး အေးပါယောက်ျားရဲ့အရင်တော့မိန်းမစေလီဖြစ်နေတာလေယောက်ျားတည့်ရတာနဲ့အခုမှသဘောပေါက်စေလီဖြစ်လာတဲ့ဟာကိုယောက်ျားမလုံးနဲ့ဆိုတော့လေမလုံးတော့ပါဘူး ကေငိုမနေနဲ့ထားလိုက်တော့မိမအဲ့လောက်တော့လှုပ်ချင်နေဆိုရဲလှုပ်ယောက်ျားဘယ်လိုလုပ်ပြရမှာလဲပြော ယောက်ျားနောက်မှာစိတ်တူတူနဲ့နေလေယောက်ျားရောအကြောင်းချီကိုဖြစ်နေစိတ်တူရဲ့ပုံမပေါက်ဘူး မိမရဲ့ယောက်ျားလည်းမလုပ်တတ်တော့အဲ့လောက်ထိလှုပ်ဖို့လဲလိုလို့ ကဲညခေါ်လို့ငါမင်းသမီးလုံးမယ် အာနင်လည်းမတရားပါဘူးနင်တော့မင်းသမီးဖြစ်ပြီဆိုတော့ငါ့ကိုမင်းသားပေးလုပ်လိုက်လေအဲ့တော့နင်နဲ့ငါနဲ့လင်များလောက်တန်းကစားကြမယ် ညနာရှိရေ BTS ကဂျုံကုတ် तू ကနေရလက်တဲ့နေငါ့ကိုကောက်ွယ်မဲ့သူရဲကောင်း မှန်လေ ဘာလဲမလုပ်လားမလုပ်ဆိုငါနင်းနဲ့မစောတော့ဘူး အဲ့လိုတော့မလုပ်ပါနဲ့နင်ကလည်းလုပ်မယ်အဲ့ဆိုငါဘာလုပ်ပေးရမှာလဲပြောအသွင်ပစ္စည်းခွာမှာလားအပြင်ပစ္စည်းခွာမှာလားပြော အာတရဖူကိုရမှာညငါတရဖူကိုခိုးပြီးငါမူးမဲ့အခြေအနေနင်းကိုလိုက်ခိုင်းမှာ အဲ့ဆိုလည်းပြောစိတ်မီလား စိတ်ညခိုးတော့你弄 တခုံးရောမူးမဲ့တော့ချင်ရတော့လိုက်တားလေးစတေးဘေတခုဘသူရောငါတားလေးကိုတခိုးလို့ခေါ်တာနင်လား မင်းသားတော့ကစားနေတာ ဟုတ်တယ်သူများမင်းသမီးလောက်ပြီးသူကတခိုးလောက်နေတာတခိုးတိတ်စားသူများခြံမှာလဲလာကစားနေတယ်